အားလုံးပဲမင်္ဂလာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းအမေးအဖြေပုံစံမျိုးနဲ့မလေးစကားပြောကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးတဲ့လူရှင် subscribe လေးတစ်ချက်နှိပ်ပြီးအားပေးသွားပါလို့တောင်းဆိုပါတယ်ဤနီးကတိုင်းအပေါ်ဒါဘာဆိုင်လဲလို့မေးတာနော်ဤနီးကတိုင်းအပေါ်ဒါဘာဆိုင်လဲလို့မေးတာဤနီးကတိုင်းအပေါ်ဒါဘာဆိုင်လဲလို့မေးတာပါနော်ဤနီးဆိုတာဒီဟာကတိုင်းဆိုတာဆိုင်အပဆိုတာဘာလဲဤနီးကတိုင်းအပဆိုတော့ဒါဘာဆိုင်လဲလို့မေးတာပါနော်ဒီဗီဒီယိုမှာကျွန်တော်ကအမေးအဖြေပုံစံမျိုးနဲ့ပဲပြောပြပေးသွားမှာဖြစ်ပါတယ်နော်ဤနီးကတိုင်းအပေါ်ဒါဘာဆိုင်လဲလို့မေးတာဤနီးဆိုတာဒီဟာကတိုင်းဆိုတာဆိုင်အပဆိုတာဘာလဲဤနီးကတိုင်းအပဆိုတော့ဒါဘာဆိုင်လဲလို့မေးတာပါနော်ဤနီးကတိုင်းရွန်ချစ်ဒါကကုံစုံဆိုင်မှာလို့ပြောတာနော်ဤနီးကတိုင်းရွန်ချစ်ဒါကကုံစုံဆိုင်မှာလို့ပြောတာနော်ဤနီးကတိုင်းရွန်ချစ်ဒါကကုံစုံဆိုင်မှာလို့ပြောတာဤနီးကတိုင်းရွန်ချစ်ဒါကကုံစုံဆိုင်မှာလို့ပြောတာနော်ဤနီးဆိုတာဒီဟာကတိုင်းဆိုတာဆိုင်ရွန်ချစ်ဆိုတာကုံစုံဆိုင်ကိုပြောတာဤနီးကတိုင်းရွန်ချစ်ဒါကကုံစုံဆိုင်မှာလို့ပြောချင်တာနော်ဤနီးကတိုင်းရွန်ချစ်ဒါကကုံစုံဆိုင်မှာလို့ပြောတာပါနော်ဤနီးအော်ရန်ဆရာပါဒါဘသူလဲလို့မေးတာနော်ဤနီးအော်ရန်ဆရာပါဒါဘသူလဲလို့မေးတာဤနီးအော်ရန်ဆရာပါဒါဘသူလဲဤနီးဆိုတာဒီဟာအော်ရန်ဆိုတာလူဆရာပါဆိုတာဘသူလဲဤနီးအော်ရန်ဆရာပါဆိုတော့ဒါဘသူလဲလို့မေးတာဖြစ်တယ်နော်ဤနီးအော်ရန်ဆရာပါဒါဘသူလဲလို့မေးတာဖြစ်ပါတယ်ဤနီးအော်ရန်ကာဝန်ဆိုင်ရဒါငါတငယ်ချင်းမာလို့ပြောတာဒါမှမဟုတ်ဒါကျွန်တော်တငယ်ချင်းမာလို့ပြောလို့ရတယ်။ဤနီအော်ရန်ကာဝန်ဆိုင်ရဒါငါတငယ်ချင်းမာတို့မဟုတ်ဒါကျွန်တော်တငယ်ချင်းမာလို့ပြောလို့ရတယ်။ဤနီအော်ရန်ကာဝန်ဆိုင်ရဒါငါတငယ်ချင်းမာဤနီအော်ရန်ကာဝန်ဆိုင်ရဒါငါတငယ်ချင်းမာလို့ပြောလို့ရပါတယ်။ဤနီဆိုတာဒီဟာအော်ရန်ဆိုတာလူကာဝန်ဆိုတာတငယ်ချင်းဆိုင်ရဆိုတာကျွန်တော်ဒီနေရာမှာအလွယ်ပေါ့နော်ဒါကျွန်တော်တငယ်ချင်းမှာဒါငါတငယ်ချင်းမှာဒီလိုမျိုးလဲသုံးလို့ရပါတယ်ဒါပေမဲ့စာရာရဲ့အတိတ်ပဲကတော့ကျွန်တော်လို့ပဲသုံးပါတယ်နော်အင်းနီအော်ရန်ကာဝန်ဆိုင်ရဒါကျွန်တော်တငယ်ချင်းမှာပေါ့နော်ကိုယ့်ရဲ့အသက်ကြီးတဲ့လူဆိုရင်လည်းဒီလိုမျိုးကျွန်တော်လေးနဲ့ထည့်သုံးဖို့level တန်းလို့ဆိုလဲအင်းနီအော်ရန်ကာဝန်ဆိုင်ရဒါငါတငယ်ချင်းမှာဒီလိုမျိုးလဲသုံးလို့ရတယ်ဒါပေမဲ့စာရာရဲ့အတိတ်ပဲကတော့ကျွန်တော်လို့ပဲသုံးကြပါတယ်နော်အင်းနီအော်ရန်ကာဝန်ဆိုင်ရဒါကျွန်တော်တငယ်ချင်းမှာဒါငါတငယ်ချင်းမှာလို့သုံးလို့ရပါတယ်အင်းနီဆိုတာဒီဟာအော်ရန်ဆိုတာလူကာဝန်ဆိုတာတငယ်ချင်းစာယာဆိုတာကျွန်တော်အင်းနီအော်ရန်ကာဝန်စာယာဒါငါတငယ်ချင်းမှာလို့ပြောလို့ရပါတယ်ဘီလာဘကီပါစာဈေးဘရော့သွားမှာလဲလို့မေးတာဘီလာဘကီပါစာဈေးဘရော့သွားမှာလဲလို့မေးတာပါနော်ဘီလာဘကီပါစာဈေးဘရော့သွားမှာလဲလို့မေးတာဘီလာဆိုတာဘတော့လဲဘကီဆိုတာသွားတာပါစာဆိုတာဈေးဘီလာဘကီပါစာဈေးဘရော့သွားမှာလဲလို့မေးတာပါနော်ဘီလာဘကီပါစာဈေးဘရော့သွားမှာလဲလို့မေးတာဘီလာဆိုတာဘရော့လဲဘကီဆိုတာသွားတာပါစာဆိုတာဈေးဘီလာဘကီပါစာဈေးဘရော့သွားမှာလဲလို့မေးတာပါနော်ဘီလာဆိုတာဘရော့လဲဘကီဆိုတာသွားတာပါစာဆိုတာဈေးဘီလာဘကီပါစာဈေးဘရော့သွားမှာလဲလို့မေးတာပါနော်စကာရန်ဘကီအခုသွားမယ်လို့ဖြေလိုက်ပါတယ်စကာရန်ဘကီအခုသွားမယ်စကာရန်ဘကီအခုသွားမယ်စကာရန်ဘကီအခုသွားမယ်လို့ပြောတာပါစကာရန်ဆိုတာအခုဘကီဆိုတာသွားတာစကာရန်ဘကီဆိုတော့အခုသွားမယ်လို့ပြောတာပါနော်စကာရန်ဘကီအခုသွားမယ်လို့ပြောတာပါနော်ဆီယာပါအီတူအော်ရန်အဲ့ဒီလူကဘယ်သူလဲလို့မေးတာနော်ဆီယာပါအီတူအော်ရန်အဲ့ဒီလူကဘယ်သူလဲလို့မေးတာပါနော်ဆီယာပါအီတူအော်ရန်အဲ့ဒီလူကဘယ်သူလဲလို့မေးတာပါဆီယာပါအီတူအော်ရန်အဲ့ဒီလူကဘယ်သူလဲလို့မေးတာပါနော်အီတူအော်ရန်ပိုလစ်အဲ့ဒါရဲသားပါလို့ပြောတာနော်အဲ့ဒါရဲပါလို့ပြောချင်တာအီတူအော်ရန်ပိုလစ်အဲ့ဒါရဲသားပါရဲပါလို့ပြောတာနော်အီတူအော်ရန်ပိုလစ်အဲ့ဒါရဲပါအီတူအော်ရန်ပိုလစ်အဲ့ဒါရဲသားပါလို့ပြောတာအီတူအော်ရန်ပိုလစ်အဲ့ဒါရဲသားပါလို့ပြောတာအီတူအော်ရန်ပိုလစ်အဲ့ဒါရဲသားပါလို့ပြောတာနော်အီတူဆိုတာဒ
ထိုဟာအဲ့ဒါလို့အဓိပ္ပာယ်ရတယ်။ oran ဆိုတာလူ police ဆိုတာရဲကိုပြောတာနော်။ itu oran police ဆိုတော့အဲ့ဒါရဲသားပါလို့အဓိပ္ပာယ်ရပါတယ်နော်။ dia bagaimana သူဘယ်သွားတာလဲလို့မေးတာနော်။ dia bagaimana သူဘယ်သွားတာလဲလို့မေးတာပါနော်။ dia bagaimana သူဘယ်သွားတာလဲလို့မေးတာပါ။ dia bagaimana သူဘယ်သွားတာလဲလို့မေးတာပါနော်။ dia ဆိုတာသူ bagi ဆိုတာသွားတာ mana ဆိုတာဘယ်မှာ dia bagaimana ဆိုတော့သူဘယ်သွားတာလဲလို့အဓိပ္ပာယ်ရပါတယ်နော်။ dia bagaimana သူဘယ်သွားတာလဲ dia ဆိုတာသူ bagi ဆိုတာသွားတာ mana ဆိုတာဘယ်မှာလဲ dia bagaimana သူဘယ်သွားတာလဲလို့ပြောတာပါနော်။ dia bagi kerja သူအလုပ်သွားတယ်လို့ပြောတာပါနော် dia bagi kerja သူအလုပ်သွားတယ် dia bagi kerja သူအလုပ်သွားတယ်လို့ပြောတာပါနော် dia bagi kerja သူအလုပ်သွားတယ် dia bagi kerja သူအလုပ်သွားတယ်လို့ပြောတာပါနော် dia ဆိုတာသူ bagi ဆိုတာသွားတာ kerja ဆိုတာအလုပ် dia bagi kerja သူအလုပ်သွားတယ်လို့ပြောတာပါ dia ဆိုတာသူ bagi ဆိုတာသွားတာ kerja ဆိုတာအလုပ် dia bagi kerja သူအလုပ်သွားတယ်လို့ပြောတာပါနော် dia ဆိုတာသူ bagi ဆိုတာသွားတာ kerja ဆိုတာအလုပ် dia bagi kerja ဆိုတော့သူအလုပ်သွားတယ်လို့ပြောတာပါနော် kita makan apa ငါတို့ဘာစားမလဲလို့မေးတာနော် kita makan apa ငါတို့ဘာစားမလဲ kita makan apa ငါတို့ဘာစားမလဲလို့မေးတာပါနော် kita makan apa ငါတို့ဘာစားမလဲလို့မေးတာ kita ဆိုတာငါတို့ makan ဆိုတာစားတာ apa ဆိုတာဘာလဲဒီသုံးခုပေါင်းလိုက်တော့ kita makan apa ငါတို့ဘာစားမလဲလို့မေးတာပါနော် kita ဆိုတာငါတို့ makan ဆိုတာစားတာ apa ဆိုတာဘာလဲ kita makan apa ငါတို့ဘာစားမလဲလို့မေးတာပါနော် kita ဆိုတာငါတို့ makan ဆိုတာစားတာ apa ဆိုတာဘာလဲ kita makan apa ငါတို့ဘာစားမလဲလို့မေးတာပါနော် makan nasi ထမင်းစားမယ်လို့ပြောတာနော် makan nasi ထမင်းစားမယ်လို့ပြောတာပါနော် makan nasi ထမင်းစားမယ်လို့ပြောတာပါ makan nasi ထမင်းစားမယ်လို့ပြောတာပါနော် makan ဆိုတာစားတာ nasi ဆိုတာထမင်း makan nasi ဆိုတော့ထမင်းစားမယ်လို့ပြောတာပါနော် bila awak balik rumah မင်းဘယ်တော့အိမ်ပြန်မလဲလို့မေးတာပါနော် bila awak balik rumah မင်းဘယ်တော့အိမ်ပြန်မလဲ bila awak balik rumah မင်းဘယ်တော့အိမ်ပြန်မလဲလို့မေးတာပါနော် bila awak balik rumah မင်းဘယ်တော့အိမ်ပြန်မလဲလို့မေးတာပါနော် bila ဆိုတာဘယ်တော့လဲ awak ဆိုတာမင်း balik ဆိုတာပြန်တာ rumah ဆိုတာအိမ် bila awak balik rumah ဆိုတော့မင်းဘယ်တော့အိမ်ပြန်မလဲလို့မေးတာပါနော် bila awak balik rumah မင်းဘယ်တော့အိမ်ပြန်မလဲလို့မေးတာပါနော် bila ဆိုတာဘယ်တော့လဲ awak ဆိုတာမင်း balik ဆိုတာပြန်တာ rumah ဆိုတာအိမ် bila awak balik rumah မင်းဘယ်တော့အိမ်ပြန်မလဲလို့မေးတာပါနော် lepas makan nanti saya balik rumah ထမင်းစားပြီးရင်အိမ်ပြန်မယ်လို့ပြောတာနော် lepas makan nanti saya balik rumah ထမင်းစားပြီးရင်အိမ်ပြန်မယ်လို့ပြောတာနော် lepas makan nanti saya balik rumah ထမင်းစားပြီးရင်အိမ်ပြန်မယ်လို့ပြောတာပါ lepas makan nanti saya balik rumah ထမင်းစားပြီးရင်အိမ်ပြန်မယ်လို့ပြောတာနော် lepas makan ဆိုတာစားပြီးရင် nanti ခဏနေ saya ဆိုတာကျွန်တော် balik rumah ဆိုတာအိမ်ပြန်မယ်ဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့မှသင်လျော်ဘာသာပြန်ရင် lepas makan nanti saya balik rumah ထမင်းစားပြီးရင်အိမ်ပြန်မယ်လို့ပြောတာနော် lepas makan ဆိုတာစားပြီးရင် nanti ခဏနေ saya ဆိုတာကျွန်တော် balik rumah ဆိုတာအိမ်ပြန်မယ် lepas makan nanti saya balik rumah ထမင်းစားပြီးရင်အိမ်ပြန်မယ်လို့ပြောတာပါနော် besok awak ada kerja ke မင်းမနေ့ပြန်အလုပ်ရှိလားလို့မေးတာပါနော် besok awak ada kerja ke မင်းမနေ့ပြန်အလုပ်ရှိလားလို့မေးတာပါ besok awak ada kerja ke မင်းမနေ့ပြန်အလုပ်ရှိလားလို့မေးတာပါနော် besok awak ada kerja ke မင်းမနေ့ပြန်အလုပ်ရှိလားလို့မေးတာပါနော် besok ဆိုတာမနေ့ပြန် awak ဆိုတာမင်း ada ဆိုတာရှိတယ် kerja ka ဆိုတာအလုပ်လို့အဓိပ္ပာယ်ရတယ်နော် besok awak ada kerja ke မင်းမနေ့ပြန်အလုပ်ရှိလားလို့မေးတာပါနော် besok ဆိုတာမနေ့ပြန် awak ဆိုတာမင်း ada ဆိုတာရှိလား kerja ka ဆိုတာအလုပ် besok awak ada kerja ke မင်းမနေ့ပြန်အလုပ်ရှိလားလို့မေးတာပါနော် ya besok saya ada kerja
ဟုတ်ကဲ့မနေ့ပြန်ကျွန်တော်အလုပ်ရှိပါတယ်လို့ပြောတာပါနော်ယဘေးဆွဆိုင်ရအဒကေကြဟုတ်ကဲ့မနေ့ပြန်ကျွန်တော်အလုပ်ရှိပါတယ်လို့ပြောတာနော်ယဘေးဆွဆိုင်ရအဒကေကြဟုတ်ကဲ့မနေ့ပြန်ကျွန်တော်အလုပ်ရှိပါတယ်လို့ပြောတာပါနော်ယာဆိုတာဟုတ်ကဲ့ဘေးဆွဆိုတာမနေ့ပြန်စာရဆိုတာကျွန်တော်အဒဆိုတာရှိတယ်ကေကြဆိုတာအလုပ်ယဘေးဆွဆိုင်ရအဒကေကြဟုတ်ကဲ့မနေ့ပြန်ကျွန်တော်အလုပ်ရှိပါတယ်လို့ပြောတာပါနော်hari ini hari apa ဒီနေ့ဘာနေ့လဲလို့မေးတာပါနော် hari ini hari apa ဒီနေ့ဘာနေ့လဲလို့မေးတာပါနော် hari ini hari apa ဒီနေ့ဘာနေ့လဲလို့မေးတာပါ hari ini hari apa ဒီနေ့ဘာနေ့လဲလို့မေးတာပါနော် hari ini hari ahad ဒီနေ့တနင်္ဂနွေနေ့ပါလို့ပြောတာပါနော် hari ini hari ahad ဒီနေ့တနင်္ဂနွေနေ့ပါလို့ပြောတာပါနော် hari ini hari ahad ဒီနေ့တနင်္ဂနွေနေ့ပါလို့ပြောတာပါနော် hari ini hari ahad ဒီနေ့တနင်္ဂနွေနေ့ပါလို့ပြောတာပါ hari ini ဆိုတာဒီနေ့ hari ahad ဆိုတာတနင်္ဂနွေ hari ini hari ahad ဒီနေ့တနင်္ဂနွေနေ့ပါလို့ပြောတာပါနော် awak sudah kawin kah မင်းမအိမ်အောင်ရှိပါသလားလို့မေးတာပါနော် awak sudah kawin kah မင်းမအိမ်အောင်ရှိပါသလားလို့မေးတာပါ awak sudah kawin kah မင်းမအိမ်အောင်ရှိပါသလားလို့မေးတာပါနော် awak ဆိုတာမင်း sudah ဆိုတာပြီးပြီ kawin ဆိုတာအိမ်အောင်ကားဆိုတာလားလို့အဓိပ္ပာယ်ရတယ် awak sudah kawin kah မင်းမအိမ်အောင်ရှိပါသလားလို့မေးတာပါနော်ကိုယ်တကယ်လို့အိမ်အောင်ရှိတယ်မရှိဘူးပေါ့နော် saya belum kawin ကျွန်တော်အိမ်အောင်မရှိသေးပါဘူးလို့ပြောတာပါနော် saya belum kawin ကျွန်တော်အိမ်အောင်မရှိသေးပါဘူးလို့ပြောတာပါ saya belum kawin ကျွန်တော်အိမ်အောင်မရှိသေးပါဘူးလို့ပြောတာပါ saya belum kawin ကျွန်တော်အိမ်အောင်မရှိသေးပါဘူးလို့ပြောတာပါနော် saya ဆိုတာကျွန်တော် belum ဆိုတာမပြီးသေးဘူး kawin ဆိုတာအိမ်အောင်ရှိတာကိုပြောတာ belum kawin ဆိုတော့အိမ်အောင်မရှိသေးဘူးလို့အဓိပ္ပာယ်ရတယ် saya belum kawin ကျွန်တော်အိမ်အောင်မရှိသေးပါဘူးလို့ပြောတာပါနော်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာဆိုရင်ကျွန်တော်ကဒါအမေးအဖြေအမေးလိုက်ဖြေလိုက်မေးလိုက်ဖြေလိုက်နေပေါ့နော်ဒါအမေးဖြေပုံစံမျိုးလေးနဲ့အသုံးဝင်မဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတစ်ခါပြန်တွေ့ပါမယ်